အားလုံးညီကိုမောင်နှမအယောက်စီတိုင်းပေါ်မှာဖျားတခင်အထူးကောင်းကြီးပေးပါစေ။ဒီနေ့ညနေကျွန်တော်ပြန်လဲပြီးတော့ကျွန်တော်ရေးထားတဲ့ချင်းမွန်တချင်း3နှစ်လောက်ကြာပြီ။မကြာတော့ချင်းမွန်မိပါတယ်။ချင်းမွန်တချင်းကတော့ကေရင်ချင်းတချင်းဖြစ်ပါတယ်။တချင်းရဲ့ကောင်းစဉ်ကတော့ယုံကြည်ရအလင်းဖြစ်ပါတယ်တကယ်ပါမိတ်ဆွေတင်ယေရှုခရစ်တော်လက်ဝါးကတိုင်မှာအတေခံခြင်းတကြိုခြင်းကိုမယုံတေးခင်အခုကျွန်တော်ဆိုထားတဲ့ချင်းမွန်တခြင်းကိုတေချာနာဆင်ပြီးတော့တကယ်ကိုယေရှုခရစ်တော်ကိုခေါ်ကြည့်ပါမိဆန်းကြည့်ပါခေါ်ရင်ထူးတဲ့ဖျားဖြစ်ပါတယ်တကယ်ကိုဒီချင်းမွန်တခြင်းကိုနာဆင်ကြည့်ပါလူဖြစ်လာရင်အပြစ်တွေကြီးပဲကွယ်နင်းငါအမားနဲ့မကင်းဘူးကွယ်လူဘဝဝတ်ကြွေငရဲပဲတော့ကဲနိုင်မလဲကဲနိုင်တဲ့ဖျားရှိတယ်ခရစ်တော်ယေရှုဖျားရှင်ယုံကြည်လိုက်ပါမိတ်ဆွေဘာလိုမျိုးပဲဖြစ်အားလုံးကိုချစ်တတ်တဲ့ဖယားရှင်အမောင်တွေကိုအလင်းပေးတဲ့ဖယားရှင်တင်အပြေဝတ်ကြွေငရဲပဲတော့ကဲနိုင်မလဲကဲနိုင်တဲ့ဖယားရှိတယ်ခရစ်တော်ယေရှုဖယားရှင်ယုံကြည်လိုက်ပါမိတ်ဆွေစိတ်နှလုံးနဲ့ယုံကြည်ပါနှုတ်ဖြင့်ဝန်ခံပါမိတ်ဆွေ